မျက်နှိုးချင်းတံမိုးထားခြင်းရဲ့သက်သေအဖြစ်ကောင်မလေးစင်းနှင်းနယ်အတွက်သူ့ရဲ့ချစ်သူကနေပြီးတော့အပ်ခဲ့တဲ့ပုံလေးတစ်ပုံကိုကျွန်တော်ဒီနေ့ဆွဲပြမှာဖြစ်ပါတယ်။ဒီပုံလေးကတော့ကျွန်တော်ထုံးစံတိုင်းပဲ printing out ဒီစနစ်ကိုလည်းသုံးထားတယ်ပြီးတော့ရေးရဲ့နီးမှာတော့ကျွန်တော်ဒီ O master method ကိုပဲသုံးတယ်ပေါ့နော်။ကျွန်တော်ဒီ grade 3 paper တွေမှာဆိုရင်တော့ O master method ကတော့အကောင်းဆုံးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီညိုလေးနဲ့ခံမယ်ပေါ့နော်။ပြီးတော့ skin tone အနုရင်လေးကျွန်တော်တောက်လျှောက်လေးရှေ့မှာကျွန်တော်ပြထားတဲ့အတိုင်းပဲတောက်လျှောက်လေးတင်သွားမယ်ဒီကောင်မလေးကတော့နည်းနည်းပြည့်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမျက်နှာလေးကလည်းပြုံးပြုံးရှင်းရှင်းလေးဖြစ်တဲ့အတွက်ဒီချာလေးရေးပြဖို့လိုဟုတ်တယ်ပေါ့နော်ဒီပုံမှာကျတော့ချိုးကြတာကသူကစပင်လေးကလည်းအရှည်လေးပြီးတော့နည်းနည်း wave လေးတွေလည်းပါတာပေါ့နော်အဲ့တော့စပင်အရှည်လေးပေါ့နော်စပင်အရှည်လေးကိုကျွန်တော်တို့ပေါ်လွင်အောင်ကြီးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမျက်နှာလေးရော skin tone လေးရအတိုင်းပဲတောက်လျှောက်လေးကျွန်တော်တို့တင်သွားလိုက်ပါတယ်သုံးတဲ့ခဲတန်ကတော့ကျွန်တော် luminous color pencil ကိုပဲသုံးပါတယ်ဒီမှာဆိုရင်တော့ကျွန်တော် prisma လေးကိုနည်းနည်းရောသုံးရပါတယ်ဘာလို့ဆိုတော့ဒီမျက်နှာလေးက smoothly effect လေးပေါ့နော်ပြေရောနဲ့ချောချောမွန်မွန်လေးဖြစ်နေတဲ့အတွက် prisma ရဲ့ကျွန်တော်တို့ဒီ polychromats ကိုသုံးပါတယ်ဟောဒီ color pencil မှာဆိုရင်တော့ကျွန်တော်တို့အမဲအောင်ကိုအကောင်းဆုံးကတော့ကျွန်တော် luminous ရဲ့ကျွန်တော်တို့ဒီ polychromats color pencil ပဲဖြစ်ပါတယ် Faber Castell ရပေါ့နော် color pencil ရဲ့သဘောကတော့ layer 2 layer 3 layer လောက်ကိုများလေးထပ်ပြီးတော့ရေးနိုင်လေးပို့ပြီးတော့ကောင်းလေးပေါ့နော်ဒီထဲမှာတော့ဒီကောင်မလေးရပေါ့နော်အညိုရောင်အင်ကြီးလေးဝတ်ထားတယ်ကျွန်တော်ကတော့ဒီရွှေအိုရောင်လေးကိုပြောင်းပြီးတော့ရေးပေးထားပါတယ်ဘာလို့လဲဆိုတော့ဒီရွှေရောင်ကအသားရည်ကိုပေါ်လွင်စေတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ရှေးတုန်းကဒီညံဝင်နန်းစားရဲဆိုရင်ရွှေရောင်ကိုအသုံးများတာဖြစ်တယ်ရွှေရောင်ကပို့ပြီးတော့ဒီကုန်ကျက်တီကိုလည်းရှိနေသလိုဒီအသားရည်ကိုလည်းဟိုအသားဝင်းတဲ့လူတွေဆိုရင်ရွှေရောင်နဲ့အရန်လိုက်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီကောင်မလေးကိုဒီရွှေအိုရောင်အင်ကြီးလေးကျွန်တော်ကပြောင်းပြီးတော့ရေးဆွဲပေးတာဖြစ်ပါတယ်အဲ့တော့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာလက်မောင်းကနည်းနည်းတုပ်နေသလိုဖြစ်တယ်ပေါ့နော်အဓိကကတော့ကျွန်တော်ဒီလက်မောင်းရဲ့ shading လေးနည်းနည်းလောက်ရတယ်ပြီးတော့ဘေးကဒီအနားသက်လေးတွေစားပြီးလိုက်နေဆိုရင်ဒီလက်မောင်းတုပ်နေလို့ဖြစ်တဲ့ပုံစံကနေပြီးတော့ပျောက်သွားမှာဖြစ်ပါတယ်နော်ဒီကျွန်တော်ဒီ gray tone လေးခံမယ် brown ခံမယ်ပြီးရင်ဆိုရင်တော့ကျွန်တော်ဒီ skin tone လေးနဲ့ပြန်အုပ်ပြီးတော့ရေးရတယ်ပေါ့နော်ပုံတူပကြီးရေးရတာကကျွန်တော်တို့အချိန်ပေးရပါတယ်ပြီးတော့ဒီ customer ရဲ့စိတ်ကြိုက်ဖြစ်ဖို့ရေကျွန်တော်ကိုယ်တိုင်ပကြီးဆရာကသူကိုယ်တိုင်ဆွဲတဲ့ပုံသူကိုယ်တိုင်ချိန်မှသာပုံကကောင်းတာဖြစ်ပါတယ်အဲ့တော့အချိန်လေးယူပြီးတော့ကျွန်တော်စီမှာအပ်မယ်ဆိုရင်တော့ကြိုပြီးတော့အနံဖို့လိုအပ်မှာဖြစ်ပါတယ်ကျွန်တော်ကလည်းဒီပုံလေးကိုပေါ့နော်အကန့်အသတ်နဲ့ပဲဆွဲပေးပါတယ်ခင်ဗျာဒီပုံလေးကိုတော့ကျွန်တော်ဒီတနန်းနေရှိတဲ့အတွက်ရေပြီးကျွန်တော်အချိန်ယူခြင်းတဲ့အတွက်ဆိုဒီပုံလေးကတော့အနည်းဆုံး9ရက်လောက်ကျွန်တော်ကြာသွားတယ်ပေါ့နော်ဒီမှာဒီပုံလေးအပြင်ရှေ့ပုံလေးမှာရေးခဲ့တဲ့အတွက်ကျွန်တော်ရဲ့ဒီခဲတံလေးတွေကလည်းတိုးသွားတယ်ပေါ့ဒါကျွန်တော်အမတ်တရလေးပေါ့နော်အမတ်တရအနေနဲ့ကျွန်တော်ဒီခဲတံတိုးလေးတွေကိုလွန့်ပြလေးမရှိဘူးကျွန်တော်အမြဲတမ်းရေးပြီးတော့ကုံသွားတဲ့ခဲတံလေးတွေကိုဒီပလင်းထဲမှာအမြဲတမ်းထည့်ထားလေးရှိပါတယ်ထူးထူးခြားခြားအနေနဲ့ဒီကောင်မလေးကိုပေါ့နော်သူချစ်သူလေးကနေပြီးတော့နောက်ဆုံးမှာပြောချင်တဲ့စကားလေးတစ်ခုကိုထည့်ပေးထားပါတယ်ပေါင်လေးထည့်ပြီးတဲ့အချိန်မှာပူးလေးမှာပေါ့သူ့ချစ်ရတဲ့ကောင်မလေးတဲ့အိမ်မက်တွေအတူစူးစမ်းအကောင့်ထဲပေါ်သွားမှာမို့အမြဲယုံကြည်ပြီးနောက်ဆုံးထွက်တဲ့အထိအနားမှာပါရမီဖြစ်ပဲအဖြစ်ရှိနေပေးပါနော်ဟုတ်ကဲ့ပါအခုလို့ဇော်ဖုန်း Edward Page ကိုလာရောက်အပ်ပေးရလဲကျေးဇူးတင်တယ်လို့ကိုချစ်ရတဲ့ကိုကောင်မလေးနဲ့လည်းပေါ့နော်ထာဝရလက်တွဲပေါင်းသင်းနိုင်ပါစေလို့ဇော်ဖုန်း Edward ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ